ရှိသောသူယေရှုကြောင့်အပြစ်လွတ်ပြီးမတန်ဆင်သောသူယေရှုကြောင့်တန်ဆင်ပြီးခရစ်တော်ကြောင့်သာခတ်သိမ်းသောအရာအလုံးစုံကျွန်တော်ထိုက်တန်ပြီးယေရှုရဲ့ထဲမှာမတတ်နိုင်တာမရှိယေရှုရဲ့ထဲမှာမဖြစ်နိုင်တာမရှိယေရှုနဲ့တွေ့ရင်သေသူအသက်ရှင်ပြီးယေရှုနဲ့တွေ့ရင်မျက်စိကမြင်စေပြီးယေရှုနဲ့တွေ့ရင်အရာခတ်သိမ်းဖြစ်စေသည်အပြစ်ရှိသောသူယေရှုကြောင့်အပြစ်လွတ်ပြီးမတန်ဆင်သောသူယေရှုကြောင့်တန်ဆင်ပြီးခရစ်တော်ကြောင့်သာခတ်သိမ်းသောအရာအလုံးစုံ